ဖျားပွင့်ခြင်းကြောင့်ကောင်းကျိုး12မျိုးပေါ်ထွန်းခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရေအတွက်တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချစ်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခက်ရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍံချိန်ဖန်များစွာရောက်တော်မူခဲ့ရာရှာလိမ့်မည်မဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဖျားပွင့်ခြင်းကြောင့်ကောင်းကျိုး12မျိုးပေါ်ထွန်းခြင်းဒီကနေ့လွန်ခဲ့တဲ့နှစ်ပေါင်း2600လေးနှစ်လွန်ခဲ့တဲ့အချိန်ကလောကမှာထူးခြားတဲ့သဗ္ဗညုတဉာဏ်တော်ကြီးရဲ့ပိုင်ရှင်ဘုရားရှင်ကိုရောမြတ်ကြီးပွင့်ထွန်းပေါ်ပေါက်လာခဲ့တာဖြစ်တယ်ဘုရားဖြစ်သူရောက်တာ35နှစ်အရွယ်မှာဘုရားဖြစ်သူရောက်တယ်ဟောတော်မူတဲ့နှစ်ပေါင်းကိုပြန်ပြောင်းပြီးတော့ရေတွက်ကြည့်မယ်ဆိုရင်2639နှစ်အဲ့ဒီ35နှစ်ထပ်နှုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘုရားဖြစ်တဲ့တက္ကရာကို2604ခုလို့အဲ့ဒီမှာဘုရားဖြစ်သူရောက်ရှိတော်မူခဲ့တယ်ဒီကဆုံလာပြည့်နေ့ဟာမြတ်စွာဘုရားဘဝနဲ့ဆက်ဆက်ပြီးတော့ထူးခြားတဲ့ရက်မြတ်အဖြစ်3ကြိမ်3ခါကြုံခဲ့တယ်လို့ဒီလိုဆိုရမှာတဘဝထဲမှာကဆုံလပြည့်ကြီးထူးခြားတဲ့ဖြစ်ပျက်တွေဖြစ်ခဲ့တယ်။ဘာတွေထူးခြားတဲ့ဖြစ်ပျက်တွေဖြစ်ခဲ့သလဲဆိုရင်ဘုရားလောင်းတော်ဟာသတ္တထမင်းသားဘဝနဲ့ကဆုံလပြည့်နေ့မှာပဲဖွာတော်မူခဲ့တာဖြစ်တယ်တဖန်29နှစ်မှာတောထွက်ပြီး6နှစ်တာကာလတရားဓမ္မကိုရှားဖွေထူးခြားတဲ့အသိဉာဏ်ကိုရလာတဲ့အချိန်ဟာလည်းပဲဒီကဆုံလပြည့်နေ့ပဲဖြစ်တယ်နောက်ဆုံးမှာသက်တော်80ပြည့်လို့ပြိဋိဘံဆံတော်မူသွားတာဟာလည်းပဲဒီကဆုံလပြည့်နေ့ပဲကဆုံလပြည့်ကိုမြန်မာလူမျိုးတွေကကဆုံလို့ခေါ်တော်လဲကဆုံလလို့မြန်မာဝါဟာရခေါ်ကြတော်လဲပါဠိစာပေမှာ
ဝေသာခလို့ခေါ်တယ်။ဘာကြောင့်ဝေသာခလို့ခေါ်တယ်လဲဆိုရင်နက္ခတ်ကျမ်းနေအလိုရကစုံလပြည့်နေ့မှာလပြည့်ဝန်းကြီးနဲ့ရှင်တွဲပြီးတော့ထွက်ပေါ်လာတဲ့နက္ခတ်ကိုဝိသာခနက္ခတ်လို့ဒီလိုအမည်ပေးထားတာရှိတယ်။ဝိသာခနက္ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့လပြည့်ဝန်းအထိန်အမှတ်အနေနဲ့ဒီလကိုဝေသာခအိန္ဒိယနိုင်ငံလူတွေရဲ့အတန်နဲ့ပြောမယ်ဆိုရင်ဝေစာခဝေစာခကိုပြောင်းမဖတ်တော့ဘဲနဲ့ဝေဆတ်လို့သုံးနေရှိကြတယ်ဒီကနေ့ခေတ်မြန်မာနိုင်ငံကလွဲရင်ကျန်တဲ့နိုင်ငံတွေကဝေဆတ်ပွဲတော်ဆိုပြီးတော့လုပ်လို့ရှိတယ်ကမ္ဘာကုလသမဂ္ဂကဆုံးဖြတ်ချက်ချပြီးတော့တက္ကရာ2000ကတကမ္ဘာလုံးရဲ့ဒီ holiday ရက်အားဖြင့်မြတ်ဗုဒ္ဓဖွားတော်မူတဲ့နေ့ကိုသတ်မှတ်ပေးထားတယ်။သတ်မှတ်ပေးထားသည့်အတွက်ကြောင့်တက္ကရာ2000ကနေစပြီးတော့ဘုရားကိုကြည်ညိုအားထားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်စွာဘုရားရဲ့အမှတ်တရဖွားတော်မူတဲ့နေ့အဖြစ်ဝေဆတ်ပွဲတော်ကိုဆင်ကျင်းပကြတယ်။သီရိလင်္ကာနိုင်ငံမှာဆိုရင်ဝေဆတ်ကတ်ဆိုတာတွေကိုထုတ်ပြီးတော့ခရစ်စမတ်ကတ်လိုပဲဝေဆတ်ကတ်တွေမြတ်စွာဘုရားဆုံးမတဲ့စကားလေးတွေအင်္ဂလိပ်ဘာသာနဲ့သီဟိုဘာသာနဲ့ဖော်ပြတယ်ပကြီးဆရာတို့ရဲ့မြတ်စွာဘုရားရဲ့ဘဝပုံရိပ်တွေကိုရေးပြီးတော့လှပတဲ့တဦးနဲ့တူမိတ်ဆွေတွေပေးဖို့ရာဒီကတ်ကလေးတွေထုတ်ကြတယ်ပေါ့နော်အဲ့ဒါကိုဝေဆတ်ကတ်လို့ကတ်ကလေးတွေထုတ်ပြီးတော့ရောင်းတာ2လလောက်ကြိုပြီးတော့ကစုံလနီးလာပြီဆိုရင်သီရိလင်္ကာမှာဝိဆက်ကရောင်းတဲ့ဆိုင်တွေရှိုးရှိုးပေါ်လာခဲ့တာဖြစ်တယ်။အခုလိုလာပြီနေ့မှာဆိုရင်သီရိလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာတို့ရဲ့သင်္ကေတ950ဇတ်တွေကဇတ်ကြောင်းတွေဖြစ်စေတခြားမြတ်စွာဘုရားရဲ့ပုံတူရုပ်ပုံတွေပုံရိပ်တွေပဲဖြစ်စေအမှန်တန်ကြီးမားတဲ့တိုင်ကြီးတွေထောင်လို့တရားစင်ပြီးတွေနဲ့အလှဆင်ပြီးတော့ဘုရားရုပ်ပုံတော်ကြီးတွေပုံဖော်ပြီးတော့ထားတာအတောင်20 30မြင့်နဲ့ပေ340လောက်မြင့်မားတဲ့တိုင်ကြီးတွေနဲ့ဝေသိန်းချီကုန်တဲ့ဒီဗုဒ္ဓပုံရိပ်ကြီးတွေတို့950ဇတ်နဲ့ဇတ်တဲ့ပုံရိပ်တွေတို့မိအလှဆင်ပြီးတော့တနိုင်ငံလုံးဝေဆတ်ပွဲတော်ကိုဆင်ကျင်းပလေးရှိကြတယ်မြန်မာနိုင်ငံမှာတော့ဝေဆတ်ပွဲတော်ဆိုတာမသုံးမဲနဲ့ညောင်ရည်သွန်းပွဲဆိုပြီးဖျားပွင့်တော်မူတဲ့ညောင်ပင်ကိုပဲအထိတ်မှတ်တစ်ခုထားပြီးတော့ကစုံလညောင်ရည်သွန်းပွဲဆိုတာပဲလှုပ်လေလှုပ်ထားရှိကြတယ်သို့တော်လည်းလှုပ်တဲ့တာပြောမယ်ဆိုလို့ရှိရင်ကစုံလာပြီးနေ့ဟာဖျားလောင်းဖွာတော်မူတဲ့နေ့လည်းဖြစ်တယ်ဖျားလောင်းဖွာတော်မူတဲ့အချိန်မှလည်းဘောရီညောင်ပင်ဟာတပြိုင်နဲ့တနေ့တည်းမှာပေါ်ပေါက်လာခဲ့တာဖြစ်တယ်မြတ်စွာဘုရားအလောင်းတော်ဟာ35နှစ်မှာဘုရားဖြစ်သူရောက်တဲ့အခါမှာလဲအဲ့ဒီဖွာတော်မူတဲ့ဘောရီပင်အောက်မှာပဲဘုရားဖြစ်သူရောက်ခဲ့တာဖြစ်တယ်ပေါ့နောက်ဆုံးသက်တော်80အရွယ်ရောက်တဲ့အခါကျတော့လေမြတ်စွာဘုရားဒီကစုံလပြည့်နေ့မှာပဲပြိဋိဘံဆံလို့တဘဝတည်းမှာကစုံလပြည့်နေ့ဟာ3ချိန်3ခါမြတ်စွာဘုရားဘဝနဲ့ဆက်ဆက်ပြီးတော့နေတဲ့ဘဝဖြစ်လို့ဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့ဘုရားကိုအာယုံပြုပြီးတော့ပူဇော်ရမယ့်နေ့ရက်ကြီးတစ်ခုဖြစ်တယ်ပေါ့အဗ္ဗဓမ္မထူးခြားတဲ့နေ့ရက်ကြီးတစ်ခုဖြစ်လို့မြတ်စွာဘုရားကိုပူဇော်ကြတယ်အထူးတလီမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအမှတ်ရပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ဆုံးမတဲ့အဆုံးအမတွေကိုလိုက်နာမိအောင်ကြိုးစားကြဖို့ဒါအရေးကြီးဆုံးပဲပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းကိုရောမြတ်ကိုပန်းစီမီရေချမ်းတို့ဖြင့်ပူဇော်တာတဲ့ပို့တန်မိုးထားတာပါတော့မြတ်စွာဘုရားဆုံးမတော်မူခဲ့တဲ့တရားဓမ္မအတိုင်းကျင့်သုံးလိုက်နာတာကိုပို့တန်မိုးထားပါတယ်ပြိဋိဘံသံဃာနီးမှာရှင်အနန္ဒမထေရမြတ်ကိုမိန့်ကြားခဲ့တယ်အေးပန်းရေချမ်းတို့ဖြင့်ငါဘုရားကိုပူဇော်တယ်ဆိုတာပူဇော်ရမရောက်ဘူးတော့မဟုတ်ဘူးပူဇော်တာတော့ဖြစ်ပါရဲ့ဒါပေမဲ့အကောင်းဆုံးပူဇော်ခြင်းလို့မခေါ်နိုင်ဘူး
အကောင်းဆုံးပူဇော်ခြင်းဆိုတာငါဟောကြားထားတဲ့အတိုင်းတရားဓမ္မကိုလိုက်နာကျင့်သုံးခြင်းဖြင့်ပူဇော်တာဟာအကောင်းဆုံးပဲသမ္မာပฏิပတ်တိအနုတ္တရာပူဇာမှန်မှန်ကန်ကန်မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းသည်သာလျှင်အကောင်းဆုံးပူဇော်ခြင်းဆိုတဲ့မြတ်စွာဘုရားစကားကိုမေ့မထားကြပဲနဲ့တို့တွေပန်းစီမီရေချမ်းတို့ပူဇော်ယုံလောက်နဲ့ကျင့်တဲ့အာရမှုမပြုပဲဒီကနေ့မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုတို့တွေဟာပို့ပြီးတော့အလေးထားလိုက်နာကြမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးမြူဖို့ပိုအရေးကြီးတယ်လို့နှလုံးသွင်းထားကြဖို့လိုအပ်တယ်မြတ်စွာဘုရားရဲ့အကြိုက်တရားရည်ရဲ့အကျိုးစီးပွားဖြစ်ထွန်းစေချင်တာဖြစ်လို့ပန်းစီမီရေချမ်းတို့လှူဒန်းပူဇော်တာဟာတရားရည်အတွက်အကျိုးဖြစ်ထွန်းတာဟာအတိုင်းအတာတစ်ခုသာအကျိုးဖြစ်ထွန်းတာဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မအတိုင်းလိုက်နာကျင့်ကြံကြိုးကိုအထုတ်လို့ကိလေသာတွေကိုဖယ်ခွာပြီးရတ္တမေရတ္တဖို့ရပြီဆိုလို့ရှိရင်တော့အထူးအမြတ်ဆုံးသောပူဇော်ခြင်းဖြစ်သွားနိုင်တယ်ပေါ့တရားရည်ရဲ့အကျိုးစီးပွားကိုလိုလားတော်မူတဲ့မြတ်စွာဘုရားအကောင်းဆုံးပူဇော်ခြင်းကိုသာလျှင်လမ်းညွှန်မှုပေးတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့တို့တွေဟာအကောင်းဆုံးပူဇော်မှုကိုပူဇော်နိုင်အောင်ကြိုးစားအထောက်အမယ်လို့ဒီနေ့ဒီရက်မှာအမှတ်တရမြတ်စွာဘုရားကိုပူဇော်သောအဖြစ်တရဏဂုံသီလကိုစောင့်တည်ကြတယ်နော်၅ပါးသီလကနေတိုးမြင့်ပြီးတော့၈ပါးသီလအထိစောင့်တည်ကြတယ်ဒီကနေ့ဒီရက်မှာဆိုလို့ရှိရင်လိန်ညာပြောဆိုမှုစိတ်ဆိုးမှုမကောင်းတဲ့စိတ်ဓာတ်တွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်မှုတွေအားလုံးမဖြစ်အောင်ထိမ့်ချုပ်ပြီးမွန်မြတ်တန်းစင်တဲ့မေတ္တာတရားအောက်တန်းကြနေတဲ့တရားတွေပေါ်မှာကြည့်ပြီးကရုဏာတရားတာလွန်မြင့်မြတ်သွားတဲ့ပုဂ္ဂိုလ်တွေအတွက်မုရိဒာတရားမိမိပေါ်မှာမလိုမုန်းထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလိုလားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကံတာလင်အဓိကဆိုပြီးတော့ကာမတက္ကနှလုံးသွင်းပြီးဥပေက္ခတရားလို့ဆိုတဲ့မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ပြမစိုးတရားကိုလိုက်နာကျင့်သုံးခြင်းဖြင့်လေမြတ်စွာဘုရားကိုအကောင်းဆုံးပူဇော်မှုဖြင့်ပူဇော်လို့ရဒီနေ့ဒီခါမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးဗုဒ္ဓနုဒ္ဓတိဂုဏ်ပွားထုံကြမယ်ဓမ္မနုဒ္ဓတိဂုဏ်ကိုပွားထုံကြမယ်သံဃာနုဒ္ဓတိဂုဏ်ကိုပွားထုံကြမယ်ဆိုလို့ရှိရင်လေကောင်းမြတ်တဲ့ပူဇော်မှုတွေဖြစ်နိုင်တယ်ပေါ့အဲ့ဒါလိုအကောင်းဆုံးပူဇော်မှုဖြစ်အောင်တို့တွေပူဇော်ကြမယ်ဒီပူဇော်မှုကသာလေမြတ်စွာဘုရားညွှန်ပြခဲ့တဲ့ပူဇော်မှုဖြစ်တယ်ဆိုတာလူတိုင်းရင်ထဲနှလုံးထဲမှာမှတ်သားထားတဲ့တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသူခောဗုဒ္ဓနာမုပ္ပါတော်ဗုဒ္ဓနာဘုရားရှင်တို့ရဲ့ဥပ္ပါတော်ပွင့်ပေါ်လာခြင်းဟာဒုက္ခတရားရည်ချမ်းသာဒုက္ခရဖို့အကြောင်းဖြစ်တယ်လို့ဘုရားပွင့်မှချမ်းသာဒုက္ခပြည့်ဝရကြတယ်ဘုရားမပွင့်ခင်ရတဲ့ချမ်းသာဒုက္ခဆိုတာအတိုင်းအတာတစ်ခုပဲရဘုရားပွင့်လို့ရလာတဲ့ချမ်းသာဒုက္ခကြတော့နိဗ္ဗာန်ချမ်းသာထီအောင်ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကသူခောဗုဒ္ဓနာမုပ္ပါတော်ဘုရားရှင်ကိုရောမြတ်တို့ရဲ့ပွင့်ပေါ်လာမှုဟာတကယ်ကိုချမ်းသာဒုက္ခကိုရနိုင်တယ်ချမ်းသာဒုက္ခလုံးဝပြည့်စုံတဲ့အထွတ်အမြတ်ချမ်းသာဒုက္ခအဲ့တော့အကောင်းဆုံးချမ်းသာဒုက္ခဆိုတာဘယ်ချမ်းသာဒုက္ခတုံးလို့ပြောလို့ရှိရင်နိဗ္ဗာန်ပရမန်ဒုက္ခလို့ဆိုတဲ့အတိုင်းပဲဒီနိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဒုက္ခတခြားချမ်းသာဒုက္ခဆိုတာတွေကဒုက္ခတွေနဲ့ရောနှောနေသေးတယ်နိဗ္ဗာန်လို့ချမ်းသာဒုက္ခကြတော့ဒုက္ခတွေနဲ့လုံးဝမရောပဲလုံးဝတန်းစင်တဲ့ချမ်းသာဒုက္ခမျိုးဖြစ်တယ်ပေါ့ဒါကြောင့်နိဗ္ဗာန်ပရမန်ဒုက္ခလို့မြတ်စွာဘုရားအကျဉ်းချင်းဟောခဲ့နိဗ္ဗာန်ပရမန်ဒုက္ခအဓိပ္ပာယ်နှမျိုးဒုက္ခဆိုတဲ့ချမ်းသာတွေရဲ့ထိတ်ဆုံးကနိဗ္ဗာန်ပဲဖြစ်တယ်သို့မဟုတ်ချမ်းသာဆိုတာနိဗ္ဗာန်ဟာအလွန်ဆုံးပဲဒီတဲ့ပူချမ်းသာတာမရှိဘူးလို့ဒီလိုဟောကြားဆုံးမခဲ့တဲ့နိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ချမ်းသာထီအောင်ဖျားပွင့်ခြင်းကစွမ်းဆောင်မှုကိုပေးနိုင်လို့သူခောဗုဒ္ဓနာမုပ္ပါတော်ဖျားပွင့်လာတာနဲ့ကြုံမှချမ်းသာဒုက္ခတွေအပြည့်အဝရနိုင်တယ်လို့ဒီလိုဓမ္မပဒဂါထာမှာမြတ်စွာဘုရားပွင့်လာတဲ့ပွင့်ရခြင်းဟာအကြောင်းတရားရလာတဲ့ချမ်းသာကအကျိုးတရားလို့ဒီလိုမှတ်သားနားလည်ကြရတယ်ပေါ့
အင်္ဂုတ္တရနိကေမှာလာတဲ့ဧကပုဂ္ဂလဝက်မှာလာတယ်သုတ်တန်တစ်ခုမှကြတော့ဘာတွေဖော်ပြတော့ဆိုဖျားပွင့်ပေါ်လာခြင်းကြောင့်ကောင်းကျိုး12မျိုးပေါ်ထွန်းလာနိုင်ပုံကိုရှင်းပြထားတဲ့သုတ်တန်တစ်ခုရှိတယ်အဲ့ဒီသုတ်တန်ရဲ့ရှေ့မှာသုတ်တန်တစ်ခုကတော့ဖျားဘာကြောင့်ပွင့်လာရတယ်လဲလောကမှာဖျားပွင့်လာခြင်းကြောင့်ဘယ်လိုစွမ်းဆောင်မှုတွေဖြစ်ပေါ်လာတယ်လဲဆိုတာကိုဖော်ပြထားရှိတယ်ပေါ့အဲ့ဒီမှာဧကပုဂ္ဂလောဘိက္ခဝေလောကေဥပ္ပစ္စမနောဥပ္ပစ္စတိဘဟုဇနဟိတာယဘဟုဇနဒုက္ခယစသဖြင့်ဟောတယ်လောကမှာအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တူဒီသောပုဂ္ဂိုလ်ဘယ်တော့မှဘုရားဆိုတာနှစ်ဆူမပွင့်ဘူးတစ်ဆူတည်းပဲပွင့်တယ်နော်ဘုရားဟာအလွန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကိုတစ်ဆူတည်းပဲရှိတယ်အဲ့တစ်ဆူဒီသောဘုရားတစ်ခေတ်တစ်ခါမှာတစ်ဆူဒီဆိုတာတပြိုင်နဲ့ပွင့်တဲ့အချိန်ကိုဆိုလိုတယ်တော့ကြခင်းငါဝါလူသဲစုမကဘုရားတွေပွင့်ကြတယ်ဆိုတာနဲ့သွားမရောလိမ့်နဲ့နော်ခင်းငါဝါလူသဲစုမကပွင့်တယ်ဆိုတာဟာတစ်ခေတ်စီပွင့်သွားတာကိုပွင့်ပြီးသားဘုရားတွေရဲ့အရေးအတွက်ကိုရည်ညွှန်းပြီးတော့ပြောတာဖြစ်တယ်သို့တော့ဘုရားပွင့်ပြီဆိုရင်တဆူတည်းပဲပြိုင်ဘက်ကင်းတဲ့ဘုရားနော်နှစ်ဦးမရှိတဲ့ဘုရားတဦးတည်းသာပွင့်ပေါ်တာလည်းဖြစ်တယ်ပေါ့ဒါကြောင့်မို့ဧကပုဂ္ဂလောတဦးရီသောပုဂ္ဂိုလ်တနည်းအားဖြင့်ဆိုရင်အမြတ်ဆုံးသောပုဂ္ဂိုလ်လောကမှာအထွတ်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ထွတ်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားအဖြစ်သို့မရောက်ခင်ပဲအခုလွန်ခဲ့တဲ့နှစ်ပေါင်း2639ခုကဆုံလပြည့်နေ့မှာဘုရားအလောင်းတော်ကြီးဖွာလာတဲ့အခါမှာနော်ဝေးဖွာလာပြီးတဲ့နောက်မှာခုနှစ်ဘွားလှမ်းကြွပြီးမြောက်မျက်နှာမြောက်ဘက်ကိုမျက်နှာမူပြီးလှမ်းကြွပြီးအရာလေးမျက်နှာကိုကြည့်လိုက်တယ်အရာလေးမျက်နှာကိုကြည့်လိုက်တဲ့အခါလောကကြီးတစ်ခုလုံးဟာအကာအကွယ်မရှိအောင်ထင်းထင်းလင်းလင်းကြီးသူ့ရဲ့အသိစိတ်ထဲမှာအသိဉာဏ်ထဲမှာပေါ်လွင်လာအဲ့ဒီပေါ်လွင်လာတဲ့လောကကြီးတစ်ခုလုံးတရားတွေထဲမှာကြည့်လိုက်တယ်နတ်တွေမြမာတွေလူတွေအစစ်မြင့်တဲ့တရားတွေထဲကြည့်လိုက်တဲ့အခါအားလုံးကသူ့ကိုလက်အုပ်ချီနေကြတာကြီးပဲအားလုံးကသူ့ကိုလက်အုပ်ချီပြီးတော့အယုသိပေးနေကြတာတခြားအယုသိပေးစရာသူနဲ့တန်းတူခွင့်ရရတဲ့ပုဂ္ဂိုလ်တူမှမရှိဘူးမရှိသည့်အတွက်ကြောင့်သူဟာရဲရဲတဲ့စကားနဲ့ကြုံဝါပြောဆိုခဲ့တယ်အကောဟမတမိလောကတာငါဟာလောကတဲ့အထွတ်ထိပ်ဖြစ်တယ်တိထောဟမတမိလောကတာငါဟာလောကမှာအမြတ်ဆုံးဖြစ်ပြီစစ်ထောဟမတမိလောကတာငါလောကရဲ့အကြီးအကဲဖြစ်တယ်လို့ရဲရဲဝံ့ပြောနိုင်တဲ့အနေထားနတ်မြမာတွေရှုစားပြီးအယုသိပေးနေတာကိုကြည့်ပြီးဘုရားလောင်းတော်လေးဟာဒီလိုကြုံဝါပြောဆိုခဲ့တယ်ကြုံဝါပြောဆိုနိုင်တဲ့ရဲရင်နဲ့စွမ်းရည်တတ္တိဟာဘယ်ဟာရလာတာတော့ဆိုရင်ဒီပင်္ဂရာမြတ်စွာဘုရားလက်ထက်ကဗျာဒိတ်တော်ခံပြီးပါရမီ7ပါးတွေကိုဖြည့်ကျင့်ပြီးသူ့ရဲ့စိတ်ဓာတ်တွေမြင့်မြတ်မှုတွေကိုလေ့ကျင့်ယူခဲ့တာပဲဖြစ်တယ်ပေါ့ဒီတမန်အားဖြင့်ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ်မျိုးမရနိုင်ဘူးလေးသိချင်းတဲ့ကဘာတသိမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်ခဲ့တယ်မြင့်မြတ်တဲ့အလုပ်တွေလုပ်ခဲ့တယ်အဲ့ဒီမြင့်မြတ်တဲ့အလုပ်တွေနဲ့မှန်းထုံထားတဲ့မြတ်စွာဘုရားရဲ့စိတ်ဓာတ်ရဲရင်ပြတ်သားလာတယ်လောကကြီးတစ်ခုလုံးကိုသူ့တဲ့တာတဲ့လူမရှိဘူးဆိုတာရဲရဲဝံ့ဆုံးဖြတ်နိုင်စွမ်းရှိလာအေးလောကသားတွေကလည်းအလုံးကန့်ကွက်မဲ့ပုဂ္ဂိုလ်မရှိဘဲနဲ့အာုံလက်ဥချီဥညွတ်ပြီးတော့အရှင်မင်းသားဖရာအလောင်းလောကတဲ့အမြတ်ဆုံးဖြစ်ပါတယ်ဆိုတာအားလုံးကထောက်ခံခဲ့ကြတယ်ပေါ့အဲ့ဒီမှာအယမန္တိမာဇာတိနတ္ထိတာနိပုဏ္ဏဘောသူဒီဘဝလူလာဖြစ်တာဟာနောက်ဆုံးပဲနောက်ထပ်သူ့မှာဖြစ်เสียမရှိတော့ဘူးဆိုတာကိုလည်းကြိုတင်ပြီးတော့ဟောကိန်းထုတ်ခဲ့နိုင်တယ်ပေါ့ဘာတော်မူစဉ်ခင်ကအခုလိုဟောကိန်းထုတ်ခဲ့တဲ့ဖရာအလောင်းတော်လေးလောကမှာပွင့်ထူးပေါ်ပေါက်လာခဲ့တယ်အဲ့ဒီလိုပွင့်လာတာဟာဒီပုဂ္ဂိုလ်မြတ်ပေါ်လာခြင်းဟာဘာအတွက်လဲဘဟုဇနဟိတ
တရားများအကျိုးစီးပွားဖြစ်ထွန်းမှုအတွက်ပွင့်ပေါ်လာအခြေအနေတွေကောင်းတယ်ဆိုပါစို့မိုးခေါင်ရေရှားဖြစ်နေတဲ့အချိန်ခါမှာမိုးရွာလိုက်လို့ရှင်အဲ့ဒီမိုးရွာလိုက်တဲ့မိုးဟာအခြေအနေကောင်းတစ်ခုဖန်တီးလိုက်တာပဲပေါ့အခြေအနေတစ်ခုဖန်တီးလိုက်တယ်ဘယ်လိုအခြေအနေကောင်းလို့ဆိုပူအိုက်ပြီးတော့ဒုက္ခရောက်နေတဲ့အခြေအနေကြီးတစ်ခုဟာပျောက်သွားတယ်ညှိုးနေတဲ့တစ်ပင်မြက်ပင်တွေဟာလည်းစိမ့်လန်းဆူပြေးလာတယ်တရားတွေလည်းပူအိုက်ပြီးတော့အပူဒဏ်ခံနေရတဲ့ပုဂ္ဂိုလ်တွေလည်းစိတ်နှလုံးအေးချမ်းလာကြတယ်ဟောအခြေအနေကောင်းတွေမိုးကအခြေအနေကောင်းတွေကိုဖန်တီးပေးလိုက်တယ်အဲ့ဒါဘုဇနဟိတမြတ်စွာဘုရားအလောင်းတော်လေးဖွားပြီးတော့နောက်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ဘုရားဖြစ်လာတဲ့အခါမှာလောကမှာအခြေအနေကောင်းတာတွေပေါ်လာတယ်ဘယ်လိုအခြေအနေကောင်းတွေပေါ်လာတော့ဆိုရင်မြတ်စွာဘုရားကဟောပြလို့ဒါဟာအမှန်တရားဆိုတာသိခွင့်ရလာတယ်ဒါကကုသိုလ်ဒါကအကုသိုလ်ဆိုတာခွဲခြားသိလာကြတယ်ဒီလောကမလုံးသင့်ဘူးဒီလောကလုံးသင့်တယ်ဆိုတာလဲခွဲခြားသိတဏှာကလွတ်ချင်ဒီလမ်းကရှောက်ရမယ်ဆိုတာလဲသိခွင့်ရလာကြတယ်အဲ့ဒီလိုသိခွင့်ရလာတာကိုကဘဟုဇနဟိတာတရားရည်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတာဘုရားကဒီလမ်းကရှောက်လို့ပြောလိုက်တာအခြေအနေကောင်းတစ်ခုကိုဖန်တီးပေးခြင်းသာဖြစ်တယ်ရှောက်ရမယ်လမ်းမသိပဲနဲ့မှတ်ပြီးတော့ရှောက်နေတဲ့အခါမှာဘယ်နည်းနဲ့မှလမ်းပေါက်မှာမဟုတ်ဘူးဒါကြောင့်မို့ရှောက်ရမယ်လမ်းကိုတိတိပပညွှန်ပြလိုက်တဲ့အခါမှာတရားတွေဟာသူတို့ရှောက်လန်းရမယ်လမ်းကိုသိလို့တကယ်လဲရှောက်လန်းလိုက်တဲ့အခါမှာမြတ်စွာဘုရားဟောကြားဆုံးမတဲ့အတိုင်းပဲတကယ်ချမ်းသာဒုက္ခကိုရရှိသွားကြတာဖြစ်အဲ့ဒါဘဟုဇနဟိတမှန်ကန်တဲ့လမ်းကြောင်းတစ်ခုထုတ်ဖော်ဟောကြားပေးလိုက်ခြင်းဟာဒါအကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်းပဲဖြစ်တယ်အဲ့ဒီအကျိုးစီးပွားကိုအကြောင်းပြုလိုက်မှဒုက္ခဘဟုဇနဒုက္ခအများချမ်းသာမှုဆိုတာဖြစ်သွားဥပမာမဲ့ဒေသမကျွမ်းကျင်တဲ့လူတစ်ယောက်ကိုဒေသကျွမ်းကျင်တဲ့လူတစ်ယောက်ကသူသွားရမယ့်လမ်းကြောင်းကိုပြလိုက်တယ်ပြလိုက်လို့အဲ့ဒီလမ်းတိုင်းလျှောက်လန်းတဲ့အခါမှာသူသွားကျင်တဲ့နေရာကိုရောက်သွားတယ်ဟောလမ်းမှန်ကိုပြလိုက်ခြင်းဟာသူ့အတွက်အကျိုးစီးပွားတစ်ခုပဲသူ့ရဲ့ဟိတအခြေအနေကောင်းတစ်ခုဖန်တီးပေးလိုက်ခြင်းပဲဖြစ်တယ်ရောက်သွားတဲ့အခါမှာစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရတာကဒုက္ခဒါကြောင့်ဟိတနဲ့ဒုက္ခဆိုတာနှစ်ခုတွဲဖက်ထားတာဟိတကအကြောင်းတရားဒုက္ခကအကျိုးတရားအကြောင်းတရားကိုဖန်တီးမှအကျိုးတရားဆိုတာရနိုင်တယ်အဲ့တော့မြတ်စွာဘုရားပွင့်လာခြင်းကြောင့်အခြေအနေကောင်းတွေဖြစ်ပေါ်လာတယ်အခြေအနေကောင်းတွေဖြစ်ပေါ်လာတဲ့အတွက်ကြောင့်လူတို့ရဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုကိုရအဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောတာသူခောဗုဒ္ဓနာမဟုတ်ပါတော့ဆိုအေးတူရီသောပုဂ္ဂိုလ်သို့မဟုတ်အမြတ်ဆုံးသောပုဂ္ဂိုလ်လောကမှာဖွင့်ပေါ်လာတာဟာဘာအတွက်ဖွင့်ပေါ်လာတာလဲလို့ဆိုလို့ရှိရင်ဘဟုဇနဟိတအများတရားတွေအခြေအနေကောင်းလာဖို့ဘဟုဇနဒုက္ခအများတရားတွေလိုချင်တဲ့ချမ်းသာဒုက္ခကိုရရှိဖို့ဒီအတွက်ဘုရားဆိုတာပွင့်ပေါ်လာတာပဲဖြစ်တယ်ပေါ့အဲဒီလိုပွင့်ပေါ်လာတဲ့ဘုရားကိုအကြောင်းပြုပြီးတော့နော်တောကကြောင့်ယူနှံလာတဲ့အဝတ်အစားမကတ်လောက်အောင်ယူနှံပြီးဒုက္ခရောက်နေရှာတဲ့ပတ္တာစာရီတို့လိုအမျိုးသမီးတွေစိတ်နှလုံးအေးချမ်းမှုကိုရရှိသွားတယ်။သားသိလို့တောကတွေဖြစ်ပြီးတဲ့အခါမှာအယူမတစ်ပိုင်းဖြစ်နေတဲ့ကိတာဂေါရမီတို့လိုဟာစိတ်ချမ်းသာမှုတွေကိုရသွား။တဏ္ဍတိအမတ်ကြီးတို့လိုမူမူယူယူနဲ့တောကတွေဖြစ်နေရတဲ့ပုဂ္ဂိုလ်တွေလည်းပဲမြတ်စွာဘုရားရဲ့တရားဆုံးမမှုကိုနားထောင်လိုက်ရသည့်အတွက်ကြောင့်ကျွတ်တရားကိုရရှိသွားကြတယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေကြောင့်လောကမှာဆင်းရဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာအလုံးဆင်းရဲဒုက္ခကလွတ်မြောက်သွားကြတယ်လို့အဲ့ဒီအခြေအနေကောင်းတွေမြတ်စွာဘုရားပွင့်ပေါ်ခြင်းကြောင့်ရရှိလာတဲ့အခြေအနေကောင်းတွေသာဖြစ်တယ်ပေါ့အေးပါဠိဘာဝသုတ်တံမှာကြတော့ဘာဟောတာလဲဆိုရင်ဧကတ္တဘိက္ခဝေပုဂ္ဂလတ္တပါဠိဘာဝလောကမှာတူးတဲ့သာပေါ်ပေါက်နိုင်တဲ့သို့မဟုတ်အမြတ်ဆုံးပေါ်ပေါက်လာတဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့ပေါ်ထွန်းလာမှုဟာဖြစ်ပေါ်လာမှုဟာအကျိုး12မျိုးကိုဖြစ်ပေါ်လာစေခြင်းပဲဖြစ်တယ်။ဒါကြောင့်မို့ဒီကနေ့ဒီသုတ်တံကို
မှတ်သားနိုင်ယူတဲ့အခါမှာဖယားပွင့်ခြင်းကြောင့်ကောင်းကျိုး12မျိုးပေါ်ထွန်းလာတယ်ဒီကောင်းကျိုး12မျိုးဆိုတာဖယားပွင့်မှပေါ်ထွန်းလာတဲ့အကျိုးတွေသာဖြစ်တယ်အကယ်၍ဖယားမပွင့်မှုဆိုရင်ဒီကောင်းကျိုး12မျိုးကိုရနိုင်ဖို့မရှိဘူးတဲ့ဒီကောင်းကျိုး12မျိုးဟာဖယားပွင့်မှရရှိလာတဲ့အကျိုးတရားတွေပေါ့ဒါကြောင့်မို့ဖယားပွင့်ခြင်းဟာအင်မတန်မှကောင်းကျိုးချမ်းသာတွေကိုဖြစ်ထွန်းစေတယ်တာမန်အနေထားအဖြစ်တော့ဖြစ်နိုင်ဖယားမပွင့်ရင်ဒီကောင်းကျိုးတွေဘယ်သူမှရရှိနိုင်မှာမဟုတ်ဘူးပေါ့အဲ့ဒီကောင်းကျိုး12မျိုးပါဠိဘာဝသုတ်တံမှာမြတ်စွာဘုရားဟောကြားဆုံးမထားခဲ့တဲ့အတိုင်းမှတ်သားနိုင်ယူဖို့ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဧကတ္တဘိက္ခွေပုဂ္ဂလတ္တပါဠိဘာဝမဟာတောသက္ခုတ္တပါဠိဘာဝဟောတိပထမအချက်ကတဝိရိသောပုဂ္ဂိုလ်လို့ဆိုတဲ့ပုဂ္ဂိုလ်မြတ်လောကကြီးမှာပေါ်ထွန်းလာခြင်းဟာလောကသားတွေအတွက်ကြီးမားသောမျက်စိအမြင်တစ်ခုဖြစ်ပေါ်လာခြင်းပဲဆိုလိုတာကဖယားမပွင့်ခင်ကဘယ်ကလေးမျက်စိပါတော့လဲလူတွေဟာအဆိုးနဲ့ကောင်းအကျိုးနဲ့အကြောင်းလှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားမြင်နိုင်တဲ့မျက်စိမရှိကြဘူးတာမန်မျက်စိလောက်ပဲရှိကြတယ်တကယ်ကိုပညာမျက်စိမရှိကြပညာမျက်စိမရှိသည့်အတွက်ကြောင့်ပညာဆိုင်ရာတရားဓမ္မဆိုင်ရာကြရင်လူတွေဟာမျက်လုံးကန်းနေတဲ့လူနဲ့တူတူပဲဒါကြောင့်ဘုရားကသုတ်တန်တစ်ခုမှာဟောထားတယ်အန္တိဘူတောအယံလောကောလောကသားတွေဟာကန်းနေတဲ့သဘောဖြစ်နေတယ်အန္တိဘူတောအယံလောကောလောကသားတွေဟာမျက်မမြင်တဲ့ပုဂ္ဂိုလ်လိုဖြစ်နေကြတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့မြင်နိုင်တဲ့အရာကတာမန်ကိစ္စသာမြင်နိုင်တာဟုတ်မှန်ကန်တဲ့အမှန်တရားဆိုတာနဲ့ပတ်သက်လာတဲ့အခါမှာလုံးဝမသိနိုင်လုံးဝမမြင်နိုင်ကြဘူးပေါ့အဲ့တော့ပဂရိမျက်စိရှိအောင်နဲ့မသိနိုင်တဲ့အရာတွေကိုသိနိုင်ဖို့အတွက်ဖျားပွင့်မှသာသိနိုင်တာဖြစ်တယ်တာမန်အဖြစ်ကြည့်မယ်ဆိုရင်လူတွေဟာအကန့်တစ်ဖွဲ့ဖြစ်နေကြတယ်ဘာနဲ့တူနေတယ်လဲဆိုရင်မျက်မမြင်မျက်စိနဲ့ကွင်းအလင်းမရတဲ့ဒုက္ခိတတယောက်ဟာလမ်းပေါ်မှာဒုက္ခောက်ကလေးနဲ့ဖြစ်စေရှေ့ဆောင်ခွေးကလေးနဲ့ဖြစ်စေသွားတဲ့အခါမှာမှန်ကန်တဲ့လမ်းကြောင်းရောက်တဲ့အခါရောက်တယ်မရောက်တဲ့အခါမရောက်ဘူးလောကလူသားတွေဟာလည်းထို့တူပဲအမှန်တရားကိုသိနိုင်တဲ့မျက်စိမရှိတဲ့အခါမှာတခါတရံအမှားတွေလုံးမိတယ်တခါတရံမှန်တာလေးစွတ်ပြီးတော့သိသွားတယ်ကြက်ကန်းဆန်အိုးတိုးဆိုတာလို့ကောင်းတဲ့အခါလေးလည်းကောင်းတယ်မကောင်းတဲ့အခါလည်းမကောင်းရန်တမ်းပြီးလို့ရနေတဲ့အခါတဲ့တယ်မတဲ့တဲ့အခါမတဲ့အမှန်တရားဆိုတာလုံးဝမသိနိုင်ဒါကြောင့်မို့အကန့်ပမာဖြစ်နေကြတယ်လို့ဆိုအေးအကန့်ပမာဖြစ်နေတဲ့လောကလူသားတွေမြတ်စွာဘုရားပွင့်လာတဲ့အခါမှာမျက်စိရရှိလာခဲ့ကြတယ်ကြီးမားတဲ့မျက်စိကြီးမျက်လုံးတွေကိုပိုင်ဆိုင်လာကြတယ်ဆိုပါစို့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ကြည့်လိုက်သူတို့တန်ငယ်ချင်းနှစ်ယောက်ဟာရာဇဂြိုလ်မြို့ကတောင်ထိပ်ပွဲသဘင်ကိုသွားပြီးတော့ကြည့်ကြတာချမ်းသာတဲ့လူတွေဆိုတော့လူငယ်လူရွယ်ပြီးနော်သဘောကျတဲ့အဆိုအကတွေကြရင်လက်ခုပ်ဩဘာပေးပြီးဆုတွေချလို့အဲ့ဒါလို့ပျော်ပါပြီးပွဲထဲမှာပြောနေရကနေပြီးတော့အတွေးတစ်ခုဝင်လာကြတိုင်ပင်မထားပဲနှစ်ယောက်စလုံးတွေးမိကြတယ်တို့အသက်ဟာအနှစ်တရာမရှိဘူးအနှစ်တရာအတွင်းမှာအခုပွဲကြည့်နေတဲ့လူတွေအလုံးသိသွားကြမှာငါတို့ဟာအခုလိုအချိန်ဖြုံးပြီးတဝါဝါတဟားဟားနဲ့လုံနေလို့ဘာအကျိုးရှိမှာလဲမသိတဲ့တရားကိုတို့ရှာသင့်တယ်လောကမှာသိခြင်းဆိုတာရှိရင်မသိဘူးဆိုတာလည်းရှိကိုရှိရမယ်ဆိုပြီးအတွေးဝင်လာရနေပြီးတော့ပွဲလန်းသဘင်ကြည်ရင်ကနေပြီးတော့လောကကြီးကနေစွန့်ခွာသွားကြတာဖြစ်တယ်အိမ်မပြန်တော့ပဲနဲ့ပရပိုက်ကျောင်းတစ်ကျောင်းကိုသွားပြီးတော့အမှန်တရားကိုရှာဖို့သွားလိုက်ကြတာအချိန်လေးသာဂုံသွားပြီးတော့သူတို့ဟာလမ်းကြောင်းကိုရှာမတွေ့နိုင်ကြဘူးရှင်သာရိပုတ္တရာအလောင်းဥပတိတ္တရှင်မောက္ကလန်ရဲ့အလောင်းမောက်ကောလိတဒီတငယ်ချင်းနှစ်ယောက်ဟာအသိဉာဏ်အဖြစ်အလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တော်လည်းပဲ
ရှေ့ကိုစဉ်းစားလိုက်တိုင်းမတရားတရားကိုရှာတဲ့အခါမှာလမ်းပိတ်နေတယ်သူတို့အဖို့မှောင်ကြီးကျနေတယ်အေးမြတ်စွာဘုရားနဲ့တွေ့တဲ့အခါဘုရားရဲ့တပည့်သာဝကရှင်အတ္တစီရဲ့ဟောပြောပေးမှုကအစတင်ပြီးတော့အမှန်တရားဆိုတာလင်းငယ်နဲ့သူတို့မျက်စိတွေမှာပေါ်လာခဲ့တယ်အဲ့ဒီကြတော့မှသူတို့အမှန်တရားဆိုတာသိရှိကြတာအကယ်၍သာဘုရားမပွင့်ဘူးဆိုရင်ဒီအမှန်တရားကိုသူတို့နှစ်ပေါင်း100ရှာတော့လဲရှာလို့တွေ့မှာမဟုတ်ဘူးရှင်သာရိပုတ္တရာအလောင်းဥပဒိတကပြောခဲ့တယ်ငါရှာနေတာတသင်္ချေနဲ့ကဘာတသိန်းရှိပြီတဲ့ကဘာပေါင်းများစွာဒီတရားကိုရှာနေတာခုမှသိတယ်ဘာဖြစ်လို့တော့သူကအကတဝကစုပန်ပြီးတော့ပါရမီဖြည့်လာတာတသင်္ချေနဲ့ကဘာတသိန်းဖြည့်ရတယ်ပေါ့ဒါကြောင့်မို့ကဘာရီမြောင်များစွာကုန်လွန်ခဲ့တော့လေဒီအမြင်ကို तू မရခဲ့ဘူးခုမှဒီအမြင်ကို तू ရရတယ်ဆိုဝန္တာအာရပြောတာနော်ဝန္တာအာရပြောတယ် तू ရှားလာတာကြာလှပြီအခုမှပဲရရှိတော့တယ်လို့ဝန္တာအာရသောတပန်ဖြစ်သွားတဲ့အခါမှာအမှန်လမ်းကြောင်းကို तू တွေ့တယ်အဲ့ဒါဘာကြောင့်တွေ့တော့ဆိုဖျားပွင့်လို့တွေ့တာဖျားမပွင့်ရင်သွားလေအောင်တော့နော်ဒီမျက်လုံးမျိုးကိုရလာမှာမဟုတ်ပညာစက္ခုဆိုတဲ့မျက်လုံးမျိုးဟာဖျားပွင့်မှာပေါ်လာတာကောလိတလို့ခေါ်တဲ့ရှမောက္ကလံအလောင်းဟာလည်းထို့တူပဲတကယ်ချင်းဖြစ်တဲ့ရှင်သာရိပုတ္တရာအလောင်းဥပဒိတရဲ့ဟောပြောချက်နဲ့သူလည်းပညာမျက်လုံးကြီးကိုရရှိလာခဲ့ကြဒီနေရာမှာမဟာတောစက္ခုတကြီးကျယ်မြင့်မြတ်တဲ့မျက်လုံးအမြင်တစ်ခုကိုရတယ်ဆိုတာဘာကိုပြောတာတော့လို့ဆိုဝိပဿနာပညာနဲ့တမာတိပညာလို့ဆိုတဲ့ရှင်သာရိပုတ္တရာလို့ပုဂ္ဂိုလ်မျိုးရဲ့ဝိပဿနာပညာရှင်မောက္ကလံလို့ပုဂ္ဂိုလ်မျိုးရဲ့တမာတိပညာဒါဟာအထွတ်ထိပ်အမြင့်ဆုံးပညာပဲဖြစ်တယ်အဲ့ဒီပညာမျိုးထီအောင်ပေါရောက်နိုင်တယ်လို့ဒီလိုဆိုလို့တယ်ပေါ့တမာအဖြစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဖယားမပွင့်ခင်ကအနိစ္စဆိုတာလေသိဖို့ခက်ခဲတယ်သင်္ခါရတရားတွေဟာသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားတွေအနိစ္စဆိုတာလေသိဖို့အလွန်ခက်တယ်သဗ္ဗေသင်္ခါရဒုက္ခသင်္ခါရတရားမှန်သမျှဒုက္ခဆိုတာလေမြင်ဖို့အမှန်တမ်းခက်တယ်သဗ္ဗေဓမ္မအနတ္တသဘာဝဓမ္မအလုံးဟာအနတ္တဆိုတာတော့လုံးဝကိုသိနိုင်စွာမရှိကြဘူးအဲ့တော့အနိစ္စဒုက္ခအနတ္တဆိုတဲ့သင်္ခါရတရားတွေရဲ့သင်္ကေတတွေကိုလုံးဝမသိနိုင်ခဲ့ကြဘူးဘာကြောင့်မသိလဲပညာမျက်စိမရှိဘူးဖျားပွင့်လာတဲ့အခါမှာပညာမျက်စိအရာအရာခတ်သိမ်းဟာဘယ်ဟာမှမမြဲပါလားဆိုတာသိရှိလာကြမမြဲဘူးဆိုတဲ့ဖြစ်မှုပြက်မှုတွေကနှိမ့်ဆက်နေလို့ဒုက္ခဆိုတာကိုလည်းသဘောပေါက်လာတယ်ကိုမပိုင်ဘူးကိုအလိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတဲ့အနတ္တကိုလည်းချွင်းချက်မရှိလက်ခံသဘောကျလာကြတယ်အဲ့ဒီဝိပဿနာပညာမျိုးဟာလေဖျားပွင့်မှသာပေါ်လာတာဖြစ်လို့ဒါဒီကောင်းကျိုးချမ်းသာဟာလေဖျားပွင့်ခြင်းကြောင့်ရလာတဲ့ကောင်းကျိုးချမ်းသာတစ်ခုပဲဝိပဿနာတရားအားထုတ်ပြီးတော့အမှန်သိဖို့ဆိုတဲ့ဒီအသိဉာဏ်ရလာတာဟာဖျားပွင့်မှသာဖြစ်တယ်လို့ဒီလိုဆိုလို့ရတယ်ပေါ့နော်နောက်ဒုတိယအကျိုးကျေးဇူးကိုပြောတဲ့အခါပါတော့မဟာတောအာလောကတအလုံးကိုချီးမားတဲ့အလင်းကြီးမျက်စိဆိုတာအလင်းအောင်ရှိမှမြင်ရတာအဲ့တော့အလင်းဆိုတာလေအပြတ်မှလိုအပ်တယ်မျက်စိနဲ့ဒီအရာဝတ္ထုချားမှာအလင်းအောင်မပါလို့ရှိရင်လည်းမမြင်ရဘူးအမောင်ဖုံးနေလို့ရှိရင်မမြင်နိုင်ဘူးဒါကြောင့်မို့မျက်စိတွေပေးတာမဟုတ်ဘူးအလင်းကိုလည်းပေးတယ်အလင်းကိုလည်းပေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ပွင့်ပေါ်လာတာဟာလောကကြီးရဲ့အလင်းကိုဖော်ပေးခြင်းပဲဖြစ်တယ်ဒီအလင်းဆိုတာလေဒီနေရာမှာအသိဉာဏ်ကိုသာရှင်းညွှန်းပြီးတော့ပြောဆိုတာပဲဖြစ်တယ်မှောင်းနေလို့ရှိရင်တကယ်ရှိနေတော့လည်းမမြင်ရသင်္ခါရတရားတွေဟာတကယ်ကိုမမြဲဘူးဆိုတာတကယ်ကိုဆင်းရဲတယ်ကိုယ့်ရဲ့အလိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတာသဘာဝအတိုင်းရှိနေတော့လည်းပဲမှောင်းနေသည့်အတွက်ကြောင့်လောကလူသားတွေဟာမမြင်နိုင်ကြဘူးအမောင်တူကြီးဖုံးလွှမ်းထားသည့်အတွက်ကြောင့်မြင်နိုင်စွာမရှိဘူးဒါကြောင့်မို့ဖျားပွင့်လိုက်တာလင်းပေးလိုက်တာနဲ့တူတူပဲအလင်းရောင်ဖွင့်ပေးလိုက်ဒါကြောင့်မို့
ကောရမမြတ်စွာဘုရားကိုအာရှရဲ့အလင်းလို့ဆိုပြီးတော့ The Light of Asia ဆိုပြီးနိုင်ငံသားတူကကြပြာနဲ့ဖွဲ့ပြီးတော့ဘုရားကိုချီးကျူးခဲ့တာရှိတယ်ပေါ့နော်ဘုရားကိုချီးကျူးခဲ့တယ် The Light of Asia ဆိုပြီးတော့အဲ့ဒါလို့ရေးပြီးတော့ဂုဏ်ပြုခဲ့တယ်အဲ့သူ့ရဲ့ကြပြာကိုဖတ်ပြီးတော့မှအနောက်တိုင်းကလူတွေဟာဂေါရမဗုဒ္ဓဆိုတာသိရှိလာကြတယ်ပေါ့တော်တော်များများအဲ့ဒီ The Light of Asia ဆိုတဲ့ကြပြာကြီးဟာနာမည်ကြီးတဲ့ကြပြာတစ်ခုပဲအဲ့တော့မြတ်စွာဘုရားပွင့်လာသည့်အတွက်ကြောင့်အခုလို့အမှန်တရားကိုသိဖို့အလင်းရောင်ကြီးကရရှိလာခဲ့တယ်ဒါကနံပါတ်1အကျိုးကျေးဇူးတခါနံပါတ်3အကျိုးကျေးဇူးကြတော့ဘာတော့မဟာတောဩဘာတတ္တပါတုဘာဝဟောတိအလောကအလင်းနဲ့ဩဘာတအလင်းနှမျိုးအလောကအလင်းဆိုတာအယောင်တစ်ခုမြင်စေတဲ့အလင်းရောင်ပဲဖြစ်တယ်ပေါ့မြင်စေတယ်ဒီအလင်းရောင်ကမြင်စေတယ်ဩဘာတဆိုတဲ့အလင်းကြတော့အမှန်ကိုသိစေတယ်ဒီလိုခွဲလို့ရအမှန်တရားကိုသိစေတယ်တမန်အလင်းထဲမှာကြည့်တော့လည်းပဲဩဘာတဆိုတဲ့ဒီကွယ်ပြားပြားလင်းချင်းသွားတဲ့အလင်းမျိုးမရှိဘူးဆိုလို့ရှိရင်ဝရဝါဒမြင်ရမှာသာဖြစ်တယ်ပေါ့အလင်းရောင်ထဲမှာဖြစ်တော့လည်းပဲကွယ်ပြားပြားဩဘာတဆိုတဲ့အလင်းရောင်မျိုးမရှိဘူးဆိုလို့ရှိရင်တည်တည်ချာချာခါခဏနာမသိနိုင်ဘူးဒါကြောင့်မို့ဒီနေရာမှာအလောကဆိုတာမြင်ကွင်းကြီးတစ်ခုဖြန့်ကျက်ပေးတဲ့အလင်းရောင်တစ်ခုဩဘာတဆိုတာမြင်စရာအချက်လက်တွေကိုသိရှိသဘောပေါက်သွားနိုင်တဲ့အလင်းရောင်တစ်ခုလို့ဒီလိုအလင်းနှမျိုးကိုခွဲပြီးတော့ဆင်ញင်သုံးသပ်ကြည့်လို့ရတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာဒီဝိလံတဲ့ဒေသမှာတရားအထုတ်နေတဲ့တပည့်သာဝကတွေအကူအညီပေးဖို့လိုလို့ရှင်မြတ်စွာဘုရားလမ်းကြည့်လိုက်တယ်ကြည့်လိုက်တဲ့အခါသူ့မှာဘာအခက်ခဲရှိနေတယ်လဲဆိုတာကိုသိလိုက်တာနဲ့တပြိုင်နက်ရောင်ကြီးတော်ကိုလွှတ်လိုက်တယ်ရောင်ကြီးတော်လွှတ်လိုက်တဲ့အခါရောင်ကြီးတော်ကတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့ဒီအာယုန်ထဲမှာရောက်ရှိလာခဲ့တယ်အဲ့ဒီရောက်ရှိလာတဲ့အလင်းရောင်လေးဟာတရားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာဖျားကြွလာတယ်ဆိုတဲ့ခံစားချက်ကိုသူ့မှာရရှိသွားတယ်တကယ်ဖျားရှင်ကိုရောမြတ်ကိုယ်တိုင်ကြွလာတယ်လို့သူစိတ်ထဲမှာခံစားရပြီးအဲ့ဒီအလင်းရောင်လွတ်ပြီးမြတ်စွာဘုရားကတရားဟောတာကိုလည်းသူနားနဲ့ဆက်ဆက်ကြားလိုက်ရတယ်အဲ့ဒါကိုဩဘာတဂါထာလို့ခေါ်တယ်မြတ်စွာဘုရားဒီလိုပဲဒီအကူအညီပေးလေးရှိတယ်ယဟန်တော်တွေဥပမာမဲ့သုလပန္နကတို့သုဝနာကာရပုဒ္ဒပရိသေတာတို့တရားထုတ်နေတဲ့အခါမှာသူတို့ဘာသူတို့ရှေ့ကိုမတိုးနိုင်ဘူးမတိုးနိုင်တဲ့အခါမြတ်စွာဘုရားအလင်းရောင်ဖြန့်ကျက်ပြီးတော့လှမ်းပြီးတရားဟောပေးလိုက်တယ်ဆိုပါတော့သုလပန္နကယဟန်ဆိုရင်ပဝါပိုင်းလေးတစ်ခုပေးထားခဲ့ပြီးအဲ့ဒီပဝါပိုင်းလေးကိုဩရတကတိုင်းအနေနဲ့ရှုခိုင်းတယ်ရှုပြီးတော့လက်နဲ့ပုတ်တယ်ပုတ်နေတဲ့အချိန်မှာဒီအဖြူရောင်ကမ္မထမ်းနဲ့တမာတိတွေရလာပြီးဇန်နေတိအောင်ရလာအဲ့ဒီအချိန်မှာလက်နဲ့ပုတ်နေတဲ့အဖြူရောင်လေးဟာနွမ်းလာတာကိုကြည့်ပြီးတော့သူဟာငါရဲ့ခန္ဓာကိုယ်ရဲ့အညစ်အကြေးကြောင့်ဖွေးစွတ်နေတဲ့ဒီလက်ကံဘွားလေးဟာမဲညစ်သွားရတယ်လို့ဆိုတဲ့အတွေးလေးဝင်လာတဲ့အချိန်မှာမြတ်စွာဘုရားကရောင်ခြည်တော်လွတ်ပြီးတော့သူ့အတွေးကိုပို့ပြီးတော့လမ်းကြောင်းပေါ်ရောက်အောင်တင်ပေးလိုက်တယ်ဘလို့တင်ပေးတော့နော်မင်းလက်မှာရှိတဲ့ကြီးဟာတကယ်အညစ်အကြေးမဟုတ်ဘူးတကယ်အညစ်အကြေးကမင်းစိတ်ထဲမှာရှိတယ်ရာဂဆိုတဲ့တွေ့တာတွေကတကယ်အညစ်အကြေးဒေါသဆိုတဲ့မုန်းတိစိတ်တွေကမှတကယ်အညစ်အကြေးမောဟဆိုတဲ့အမှန်မသိတာကမှတကယ်အညစ်အကြေးမင်းလက်ဖွားမှာကတ်နေတဲ့မြူမုံကပြောပလောက်တဲ့အညစ်အကြေးမဟုတ်ဘူးအဲ့ဒီတော့စိတ်ထဲမှာတွယ်ညှိနေတဲ့လောဘဒေါသမောဟစတဲ့ကိရိတာအညစ်အကြေးတွေကိုဖယ်နိုင်အောင်ကြိုးစားဆိုပြီးအပေးလိုက်တဲ့အခါမှာယန္နာဖြစ်သွားတယ်ဩဘာတဂါထာနဲ့ဆုံးမပေးတာအဲ့ဒါလို့အလင်းဆိုတာအတိကိုပေးလိုက်တဲ့အလင်းမျိုးပဲပေါ့အလောကဆိုတဲ့အလင်းရောင်ဩဘာတဆိုတဲ့အလင်းရောင်တွေဟာဖျားပွင့်တဲ့အခါမှာပြည့်ပြည့်ဝဝပေါ်ထွန်းလာတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဖျားပွင့်လာလို့ရရှိလာတဲ့နံပါတ်1အကျိုးကမြင်နိုင်တဲ့မျက်လုံး
အသိဉာဏ်ပညာမျက်လုံးဒုတိယအကျိုးကတော့အရာဝတ္ထုတွေကိုမြင်စွာနိုင်တဲ့အလင်းရောင်တတိယမျက်လုံးကသဘာဝတရားကိုသိနိုင်စွာရှိတဲ့ဩဘာသအလင်းလို့ဆိုပြီးတော့ဖျားပွင့်ခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးတွေဒီလိုဖော်ပြတာပဲဖြစ်တယ်ပေါ့ဒါရင်လားလို့ဆိုမဟုတ်ဘူးရသော်ဘုရားပွင့်လာခြင်းကြောင့်နံပါတ်၄မှာဘယ်လိုအခြေအနေတွေပေါ်ထွန်းလာသလဲဆိုရင်သန္နံအနုတ္တရိယာနံပါတုဘာဝတဲ့အနုတ္တရိယအမြတ်ဆုံးသန္နံအနုတ္တရိယအမြတ်ဆုံး6မျိုးအမြတ်ဆုံး6မျိုးဆိုတာလည်းပဲလောကမှာဖျားပွင့်လာမှာပေါ်ထွန်းလာတာပဲဖြစ်တယ်ပေါ့အမြတ်ဆုံး6မျိုးဆိုတာဘာကိုပြောတာတော့နံပါတ်1ကအနုတ္တရိယဆိုတဲ့စကားလုံးလေးကိုမှတ်ထားပေါ့အနုတ္တရိယဆိုတာအမြတ်ဆုံးသူ့ရဲ့သာရမရှိဘူးအမြတ်ဆုံးအမြတ်မှထိတ်ဆုံးကရှိတယ်လို့ဆိုလို့တယ်ဟောအဲ့ဒီအနုတ္တရိယရှေ့ကနေပြီးတော့ပုဒ္ဓဘုတ်ဆက်လိုက်တဲ့အခါဓတ္တနာနုတ္တရိယမြင်တဲ့အရာထဲမှာအမြတ်ဆုံးလူတွေလောကမှာမျက်စိကဟိုမြင်ဒီမြင်မြင်ကြတာပဲလေကိုမြင်တဲ့အရာတွေအကောင်းဆုံးမှဟုတ်မှာမဟုတ်တာအကျိုးပြုတဲ့မြင်ကွင်းတွေမဟုတ်ဘူးလေလူတွေမြင်ကြတာမြင်တာလေးဟာတန်ဖိုးရှိတဲ့မြင်မှုကမရှိကြဘူးတာမန်ရိုးရာပဲမြင်ကြတယ်လူမျက်စိဟာကြည့်လိုက်ရင်ကြည့်တဲ့နေရာမြင်နေမှာပဲပေါ့ကောင်းတာလည်းမြင်တယ်မကောင်းတာလည်းမြင်တယ်ကောင်းမကောင်းနေမြင်တဲ့ပေါ့သဘာဝအဖြစ်သာမြင်တာတန်ဖိုးတက်တဲ့အမြင်မျိုးမဖြစ်ဘူးတဲ့ဟောဖျားပွင့်နေပြီဆိုရင်သူ့ရဲ့မြင်ကွင်းဟာဖျားကိုမြင်လိုက်ရတဲ့အမြင်ဟာအလုံးကိုကြီးမားတဲ့အမြင်ပဲဆိုပါစို့မထကုန္ဒလီဆိုတဲ့သူငယ်တယောက်တာဝတိမြို့မှာနေတော့လဲဘုရားဘာသာမဟုတ်ဘူးဖျားเจ้าကိုစိတ်ဝင်စားဘူးဘယ်တော့မှမသွားဘူးသူမိဘတွေကဗြဟ္မဏမျိုးတွေဆိုဖျားကိုမကိုးကွယ်ဘူးအေးလှူဘူးတမ်းမှုဆိုတာလဲလုံးဝမရှိဘူးနောက်ဆုံးမှာတေအပ်မှုအချိန်ရောက်လာတဲ့အချိန်သူဟာဘာကုသိုလ်မှမရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကသူ့အပေါ်မှာအကျဉ်းတရားထားပြီးသူတို့အိမ်ဘက်ကိုဆွမ်းခံကြွပေးလိုက်တယ်အဲ့ဒါလို့ဆွမ်းခံကြွတဲ့အခါမထကုန္ဒလီဘုရားနဲ့တန်ဃာတွေဖူးမြင်လိုက်ရတယ်မြင်လိုက်တဲ့အခါအဲ့ဒီမြင်ကွင်းထဲမှာသူဟာစိတ်ကြည်နူးမှုလေးဖြစ်သွားတယ်အဲ့ဒီကြည်နူးမှုလေးဖြစ်ယုံလေးဖြစ်လိုက်တာနဲ့ပဲအဲ့ဒီအချိန်လေးမှာသူ့ဘဝအခြေအနေကလည်းအဆုံးသတ်သွားတယ်ပေါ့မြင်လိုက်ပြီးစိတ်ကြည်နူးတဲ့အချိန်လေးမှာပဲဘဝအဆုံးသတ်သွားအဲ့ဒီဆုံးသတ်သွားတဲ့အခါမှာဒီတည်င်းကားလေးတခဏလေးဖြစ်လိုက်တဲ့မျက်စိရဲ့မြင်ကွင်းထဲမှာမြင်လိုက်ရတဲ့မြတ်စွာဘုရားတန်ဃာတွေကိုမြင်လိုက်ရတဲ့မြင်ကွင်းလေးမှာစိတ်ကြည်နူးမှုဆိုတဲ့ကုသိုလ်စိတ်ကလေးဖြစ်လိုက်တာကြောင့်သေလဲသွားရောတောင်းရင်သာနတ်ပြည်မှာနတ်သားသွားဖြစ်တာတခြားကုသိုလ်ကြောင့်မဟုတ်ဘူးအဲ့ဒီကုသိုလ်ကြောင့်ဖြစ်တယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကိုဖူးတွေ့ရတဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကြည်လိုက်ပြီးစိတ်ကြည်နူးလိုက်ယုံနဲ့ပဲသူတို့ဟာကြီးမားတဲ့ဆုလက်ကြီးတစ်ခုကိုရလိုက်တယ်လို့ပဲဒါကြောင့်မို့ဓတ္တနာနုတ္တရိယမြင်ရတဲ့ထဲမှာတော့တန်ဖိုးအရှိဆုံးပဲလို့ဘုန်းကြီးတို့တွေလောကမှာကြည်လိုက်ရင်မြင်နေကြတာလူတွေလည်းမြင်တယ်သစ်ပင်တွေလည်းမြင်တယ်တောတောင်တွေလည်းမြင်တယ်ချင်းချင်းမြင်နေကြအဲ့ဒီမြင်သမျှတန်ဖိုးရှိတဲ့မြင်ကွန်းမဟုတ်ဘူးမြတ်စွာဘုရားကိုမြင်ပြီးစိတ်ကြည်နူးလိုက်တဲ့အချိန်လေးဟာအမှန်တမ်းတန်ဖိုးရှိသွားတယ်ဒါကြောင့်မို့ဓတ္တနာနုတ္တရိယလို့ခေါ်တယ်မြင်ရတဲ့အထက်မှာတော့အကောင်းဆုံးပဲကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့မြင်ကွင်းတစ်ခုမြင်လိုက်ရတာဖျားပွဲမှသာမြင်လို့ရတယ်ပေါ့နောက်တစ်ခုကတဝနာနုတ္တရိယတဝနာဆိုတာနားကကြားမြတ်စွာဘုရားဟောတဲ့တရားတွေနားကကြားလောကလူတွေဟာအမှန်တရားကိုမကြားဘဲနဲ့အမှန်တရားကိုသိတယ်ဆိုတာမဖြစ်နိုင်သုတ္တမယဉာဏ်နဲ့မှဘာဝနာမယဉာဏ်ဖြစ်ကြတယ်ဒါကြောင့်မို့သုတ္တမယအရေးကြီးဆုံးရှင်သာရိပုတ္တရာသည်ပဲလေရှင်အတ္တစီစီကတရားတစ်ပုဒ်ကိုနားလိုက်ရတယ်အဲ့ဒီနားလိုက်မှအသိဉာဏ်ဖြစ်တယ်မြတ်စွာဘုရားတရားကိုကြားနာခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာကြားရတဲ့ထဲမှာတော့တန်ဖိုးအရှိဆုံးဘုန်းကြီးတို့တွေရောမကြားရဘူးလား
တချင်းဆိုတာနေလဲကြားရတာပဲတီးတာမှုတ်တာနေလဲကြားရတာပဲခွေးဟောင်းတာနေလဲကြားရတာပဲနော်လောကမှာနားရှိလို့ကြားနေရတဲ့အရာတွေကဘာတစ်ခုမှတန်ဖိုးမရှိဘူးဘာတစ်ခုမှတန်ဖိုးမရှိဘူးကဲစဉ်းစားကြည့်ဒီအင်္ဂါတိုင်းကခက်ကရာဆိုတဲ့ရေကန်ကြီးတစ်ခုရှိတယ်အဲ့ဒီခက်ကရာဆိုတဲ့ရေကန်ကြီးထဲမှာနေတဲ့ဖားလေးတစ်ကောင်ရေထဲကနေကုန်းပေါ်ခုန်တက်လိုက်တယ်ခုန်တက်ပြီးတော့ရက်တော်ထဲမှာဝတ်နေတဲ့အချိန်လေးမြတ်စွာဘုရားကတစ်ပင်အောင်မှာပိဋကတ်တွေတရားဟောနေတဲ့အတန်သူနားထဲရောက်လာတော့တရားဆိုတာကောင်းတဲ့အတန်ဆိုတဲ့အတန်အကောင်းဆိုးတွေမသိတော့လည်းပဲအန္တရာယ်ကင်းတဲ့အတန်ကြည်နူးဝယ်ကောင်းတဲ့အတန်ဆိုတာသူတို့လည်းစိတ်ခံစားမှုရှိတာပဲမြတ်စွာဘုရားအတန်ကိုကြားလိုက်တဲ့အခါမှာသူဟာကျင့်တတ်နေတဲ့စိတ်ခံစားမှုလေးရှိနေတယ်အဲ့ဒီအချိန်မှာအနာနာရောက်လာတဲ့နွားချောင်းသားတယောက်ကသူရှိနေတာကိုမသိဘူးသူ့လက်ထဲမှာပါလာတဲ့နွားမောင်းတဲ့တပြားကြီးထောက်လိုက်တဲ့အခါမှာကန်ဆိုးတော့သူ့ခေါင်းပေါ်တဲ့ထောက်မိရဲ့ဖြစ်တယ်ထောက်လိုက်ရုံနဲ့မကဘူးဘောကနေဖိလိုက်တဲ့အခါခွိကနေဆိုသေသွားရှာဘောဖားကလေးဟာသေသွားတယ်အဲ့ဒီလိုသေသွားတဲ့အချိန်လေးဟာ तू သူ့စိတ်ထဲမှာနားထဲကကြားနေရတဲ့အတန်လေးကတန်ဖိုးရှိတဲ့အတန်လေးဖြစ်အဲ့ဒီအတန်လေးကြားရင်သေသွားတာဖြစ်သောကြောင့်တာဝရိန္ဒနတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဆိုတာဒါကိုသဝနာနုတ္တရိယလို့ခေါ်တယ်ပေါ့တခြားအတန်တွေကြားပြီးသေသွားလို့ဒီလိုတန်ဖိုးရှိချင်မှရှိမှာအဲ့တော့မြတ်စွာဘုရားရဲ့အတန်တော်လေးကိုကြားပြီးတော့သေလိုက်တဲ့ပုဂ္ဂိုလ်ဟာတန်ဖိုးရှိတယ်ဒါကြောင့်မို့သဝနာနုတ္တရိယလို့ဒီလိုခေါ်တာနော်သဝနာနုတ္တရိယကောင်းကျိုးချမ်းသာတွေရတယ်ဟောနောက်တစ်ခုကလာဘနုတ္တရိယလာဘနုတ္တရိယမြတ်စွာဘုရားကိုဖူးတွေ့ခွင့်ရတယ်ဖျားပွင့်နေတဲ့အချိန်မှာဆိုဖူးတွေ့ခွင့်ရတယ်သိက္ခာနုတ္တရိယမြတ်စွာဘုရားချမှတ်ထားတဲ့ကိုချင်းတရားတွေကိုကျင့်ခွင့်ရတယ်အခုဒီနေ့7ပါးသီလစောင့်တည်ကြတယ်ခါရရက်ဒီမှာတို့အကြောင်းတွေ9ပါးသီလစောင့်တည်ကြတယ်တရဏဂုံစောင့်တည်ခွင့်ရတယ်ဟောဒီကျင့်နဲ့မြတ်စွာဘုရားပွင့်လာလို့ဘုရားချမှတ်ထားတဲ့အကျင့်ကိုကျင့်လိုက်ရတာအမြတ်ဆုံးသောအကျင့်ပဲဖြစ်တယ်ပေါ့နောက်တစ်ခုကပါရိစရိယနုတ္တရိယမြတ်စွာဘုရားကိုပြုစုလို့ကြွေးတယ်ဥပမာမဲ့ရှင်အနန္ဒာဆိုလို့ရှိရင်25နှစ်တာကာလကြာမြတ်မြတ်စွာဘုရားနောက်ကအရေးပမာလိုက်ပြီးတော့ပြုစုခဲ့တယ်အဲ့ဒီပြုစုရတဲ့ထဲမှာအကောင်းဆုံးပဲလောကလူသားတွေကဘသူ့ကိုပြုစုကြတော့အိမ်တော်ဘက်တွေချင်းချင်းပြုစုကြတယ်မိဘကသားသမီးကိုပြုစုတယ်သားသမီးကမိဘကိုပြုစုတယ်အဲ့ဒီပြုစုမှုတွေကအနုတ္တရမဖြစ်ဘူးအကောင်းဆုံးဖြစ်မလားဖယားကိုပြုစုလိုက်ရတဲ့ပုဂ္ဂိုလ်ကြတော့အကောင်းဆုံးဖြစ်လာတယ်လို့ဒီလိုဆိုလို့တယ်နောက်တစ်ခုကတော့အနုတ္တတနုတ္တရိယနောက်ဆုံးနံပါတ်6ကအနုတ္တတနုတ္တရိယအမှတ်ရခြင်းဒီနေ့ဗုဒ္ဓနေ့ဘုရားလောင်းတော်လေးဖွားမြင်တယ်ဆိုတာအမှတ်ရကြတယ်ဘုရားဖြစ်သူရောက်တယ်ဆိုတာလည်းအမှတ်ရကြတယ်ပြိဋိဘံစံတယ်ဆိုတာလည်းအမှတ်ရကြတယ်ကဆုံလပြည့်နေ့နေရုနေမြတ်ဘုရားကုံတော်တွေကိုအမှတ်ရလိုက်တာဒီအမှတ်ရမှုကအကောင်းဆုံးအမှတ်ရလောကမှာနေစဉ်နဲ့မြတ်ဝေလနဲ့ဒေသရောက်နေလို့ရှင်မိဘကသားသမီးကိုတတိရတယ်သားသမီးကမိဘကိုတတိရတယ်အိမ်တော်ရှင်ယောက်ျားကဇနီးမယားကိုတတိရတယ်ဇနီးမယားအိမ်တော်ရှင်ယောက်ျားကိုတတိရအပြန်အလှန်တတိရတာတွေဟာတန်ဖိုးမရှိဘူးတဲ့မြတ်စွာဘုရားကိုတတိယခြင်းအပြင်သားလေကောင်းရာသူဂတိဘုံကိုရောက်နိုင်တာမို့တန်ဖိုးရှိတဲ့တတိယမှုလို့ခေါ်တယ်ပေါ့နော်တန်ဖိုးရှိဆုံးတတိယမှုဟာလည်းပဲဖျားမပွင့်ရင်ဘယ်လိုလုပ်တတိယတတိမရနိုင်ဘူးအဲ့တော့ဖျားပွင့်ခြင်းကြောင့်ရလာတဲ့တတိယမှုဟာအဲ့ဒါမှတန်ဖိုးရှိတဲ့တတိယမှုတစ်ခုကိုရနှုတ်ဆိုရင်တတိယမှုတွေဟာရိုးရာတတိယမှုတွေပဲဖြစ်လေအဲ့ဒါကိုပြောတာသန္နံအနုတ္တရိယာနံပါတုဘာဝလောကမှာဖျားပွင့်လာခြင်းကြောင့်6မျိုးသောအနုတ္တရိယတရားတွေကိုရရှိခွင့်ပိုင်ဆိုင်ခွင့်ရလာတယ်မြင်တဲ့နေရာမှာအမျက်ဆုံးကြားရတဲ့အခါမှာအမျက်ဆုံးရရှိတာလဲအမျက်ဆုံးအကျင့်တရားကျင့်ရတာလဲအမျက်ဆုံးလှုပ်ကြွေးရတာလဲအမျက်ဆုံးအမှတ်ရတာဒီပင်လဲအမျက်ဆုံးဆိုတဲ့အမျက်ဆုံး6မျိုးဟာဖျားပွဲမှာပြည့်စုံတယ်လို့ဒီလိုဆိုလိုတယ်ပေါ့
နောက်တစ်ခုကနံပါတ်5ကြတော့ဘာတွေရတော့စတုံနံပဋိသင်္ပိဋ္ဌာနသစ္စိကရိယာဖျားပွင့်လာခြင်းကြောင့်ပဋိသင်္ပိဋ္ဌာဉာဏ်၄မျိုးမျက်မှောက်ပြုလာနိုင်တယ်ပဋိသင်္ပိဋ္ဌာဉာဏ်ဆိုတာခွဲခြားစိတ်ဖြာပြီးတော့သိတယ်လူတွေကဘယ်ဟာသိလုံးပြီးတော့သိတယ်ကွဲကွဲပြားပြားသိခဲ့တယ်ပေါ့ပဋိသင်္ပိဋ္ဌာဉာဏ်ဆိုတာကွဲကွဲပြားပြားသိတာနော်ကွဲကွဲပြားပြားသိတာအဲ့တော့ပဋိသင်္ပိဋ္ဌာဉာဏ်ဆိုတာ၄မျိုးရှိတယ်အဋ္ဌဓမ္မနိရုတ္တိပฏิပါဏပါဠိလိုအဋ္ဌဆိုတာအကြောင်းကိုသိတာသို့မဟုတ်စကားလုံးရဲ့အနတ္တိဘက်ကိုသိတာခွဲခွဲပြားပြားသိတယ်ဓမ္မဆိုတာအကြောင်းကိုသိတာသို့မဟုတ်စကားလုံးကိုသိတာနိရုတ္တိဆိုတာပါဠိဘာသာစကားကိုသိတာပฏิပါဏဆိုတာအသိဉာဏ်အမျိုးမျိုးကိုသိတာလို့ဟောဒီထူးခြားတဲ့ပဋိသင်္ပိဋ္ဌာဉာဏ်၄မျိုးဆိုတာလေဖျားပွင့်မှပဲရရှိနိုင်တယ်တဲ့ဖျားမပွင့်လို့ရှိရင်ပဋိသင်္ပိဋ္ဌာဉာဏ်၄မျိုးမသိဘူးတဲ့ဒီပဋိသင်္ပိဋ္ဌာဉာဏ်ရဲ့အကျယ်ကိုသိကြလို့ရှင်ပဋိသင်္ပိဋ္ဌာဉာဏ်ကိုလေ့လာသုံးသပ်ခြင်းလို့ဘုန်းကြီးတို့ဟောထားတာအကျယ်ရှိတယ်သူတင်ဟောရင်တညကုန်သွားလိမ့်မယ်နော်အဲ့ဒီမှာနာကြည့်လိုက်ပဋိသင်္ပိဋ္ဌာဉာဏ်ကိုလေ့လာသုံးသပ်ခြင်းဆိုတာတရားတွေထဲမှာပါလိမ့်မယ်အဲ့ဒါဖျားပွင့်ခြင်းဟာပဋိသင်္ပိဋ္ဌာဉာဏ်၄မျိုးရရှိခြင်းမျက်မှောက်ပြုခြင်းဆိုတဲ့ကောင်းကျိုးတစ်ခုရနိုင်တယ်တဲ့နောက်တစ်ခုကနံပါတ်6ကဘာလို့ဆိုအနေကဓာတုပฏิဝေရောဓာတုလို့ဆိုတာမြန်မာတွေကဓာတ်လို့ပြန်လိုက်တာဓာတုဆိုတာဟာတရားမဟုတ်ဘူးဇီဝမဟုတ်ဘူးတဘာဝတရားတက်တက်မြတ်တာဖြစ်တယ်လို့ပြောတာဓာတုအင်္ဂလိပ်လို element လို့ပြန်တယ်နော်တဘာဝတရားတက်တက်အဲ့ဒီတဘာဝတရားတက်တက်ဟာဓာတ်18ပါးဆိုပြီးတော့လူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ဓာတ်18မျိုးခွဲခြားပြီးတော့ပြတယ်ဒါလည်းရှင်းရှင်းလေးလွယ်လွယ်လေးရယ်ဟုတ်လားမျက်စိရဲ့အဆင်အာယုံရဲ့မြင်သိစိတ်ရဲ့နားရဲ့အသံရဲ့ကြားသိစိတ်ရဲ့နှာခေါင်းရဲ့အနံ့ရဲ့နာမ်သိစိတ်ရဲ့လျှာရဲ့အရသာရဲ့လျှက်သိစိတ်ရဲ့ခန္ဓာကိုယ်ရဲ့အထိတွေ့ရဲ့ထိသိစိတ်ရဲ့စိတ်ရဲ့နော်ဓမ္မအာယုံစိတ်ရဲ့ဉာဏ်နဲ့တွေ့တော်ဆင်ញရတဲ့အာယုံရဲ့သိတဲ့စိတ်ရဲ့ဆိုအားလုံးပေါင်းလိုက်တဲ့အခါကျတော့ဓာတ်18ပါဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဖြစ်နေတာဓာတ်18ပါပဲအဲ့ဒီဓာတ်18ပါတရားတွေကိုလည်းကွဲကွဲပြားပြားခွဲခွဲခြားခြားသိနိုင်လာတယ်လို့ဆိုလိုတယ်။တမန်အပြင်သိမယ်ဆိုလို့ရှိရင်တော့လောကလူတွေဟာနော်စိန်ဓာတ်တို့ရွှေဓာတ်တို့ကြောက်ဓာတ်တို့အဲ့ဒီလိုဓာတ်မျိုးသာသိကောင်းသိနိုင်မယ်။ H2O တို့ရေတို့ဓာတ်မျိုးတော့သိခြင်းသိမယ်။အခုလိုပြောတဲ့လူရဲ့တဏ္ဍာမှာရှိတဲ့သဘာဝဆိုတဲ့ဓာတ်မျိုးတော့မသိနိုင်ကြဘူး။ဖျားပွဲမှာပဲသိရှိနိုင်တယ်လို့ဆိုတယ်။နံပါတ်9အကျိုးကျေးဇူးကဘာလို့ဆိုနာနာဓာတုပฏิဝေဒောအဲ့ဒီဓာတ်တွေရဲ့တစ်ခုနဲ့တစ်ခုမတူညီတဲ့သဘာဝဥပမာမဲ့စက္ခုဓာတုဆိုတာနော်အကြည်ဓာတ်ကလေးရူပဓာတုဆိုတာအကြည်ဓာတ်ပေါ်မှာလာရောက်ပြီးတော့ထင်ဟပ်တဲ့သဘောလေးစက္ခုဝိညာဏဓာတုဆိုတာမြင်တဲ့အာယုံကိုသိနိုင်စွာရှိတဲ့မျက်လုံးပေါ်မှာမှီပြီးတော့ဖြစ်တဲ့ဝိညာဏဓာတ်ကလေးလို့အဲ့ဒါလို့သဘာဝတွေဟာတစ်ခုနဲ့တစ်ခုမတူတဘာဝတွေအဲ့ဒါလို့သဘာဝတွေမတူတာကိုလည်းတစ်ခုစီကွဲပြားသိနိုင်တာလေဖျားပွဲမှာပဲသိနိုင်တယ်လို့ဒီလိုဆိုတာနော်အေးနံပါတ်8ကတော့ဝိဇ္ဇာဝိမု ക്തി သစ္စိကရိယာဖျားပွင့်လာသည့်အတွက်ကြောင့်ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုနှစ်ခုကိုရရှိလာကြမြင်မာတဲ့အသိဉာဏ်တစ်ခုဆိုတာဘာကိုပြောတာတော့ဝိဇ္ဇာဆိုတာသောတပတ္တိမေမှာဖြစ်ပေါ်လာတဲ့သောတပတ္တိဖိုမှာဖြစ်တဲ့ဉာဏ်နော်ဖိုမှာဖြစ်တဲ့အသိဉာဏ်တဂရဂာမိဖိုမှာဖြစ်တဲ့အသိဉာဏ်အရဟတအနာဂာမိဖိုမှာဖြစ်တဲ့အသိဉာဏ်အရဟတဖိုမှာဖြစ်တဲ့အသိဉာဏ်တွေကိုဝိဇ္ဇာလို့ဒီနေရာမှာဆိုတယ်ဝိမု ക്തി ဆိုတာကြတော့အဲ့ဒီအသိဉာဏ်မှတပါးဉာဏ်နဲ့ဖို့စိတ်တွေဖို့နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကိုဝိမု ക്തി လို့ခွဲပြီးတော့ပြောလိုက်တာဉာဏ်ကိုဝိဇ္ဇာဉာဏ်နဲ့ကိလေသာကလွတ်မြောက်တဲ့သဘာဝတွေကိုဝိမု ക്തി လို့
အားလုံးဖို့စိတ်တွေကိုရှင်ညွှန်းပြီးတော့ဝိဇ္ဇဝိမု ക്തി ဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဒီနေရာမှာဟောကြားဆိုလိုတာကတော့တရားဓုတရားမြတ်ရပြီးတော့နိဗ္ဗာန်ကိုသိနိုင်တဲ့အသိဉာဏ်နိဗ္ဗာန်ကိုသိပြီးတော့ကိလေသာတွေကလွတ်မြောက်နိုင်တဲ့လွတ်မြောက်မှုဆိုတာဟာဖျားပွဲမှာပဲရနိုင်တယ်လို့ဒီလိုဆိုလိုတယ်နော်နောက်ဒီနံပါတ်9အနေနဲ့ကဘာလို့ဆိုသောတပတ္တိဖလသစ္စည်းကရိယာဟောဒီဖျားပွင့်လာသည့်အတွက်ကြောင့်သောတပန်ဖြစ်ရတယ်နော်နံပါတ်10ကတဂရကံဖြစ်ရတယ်နံပါတ်11ကအနာဂံဖြစ်ရတယ်နံပါတ်12ကျတော့ယဟန္တာဖြစ်ရတယ်သောတပတ္တိဖို့တဂရဂံမိဖို့အနာဂါမိဖို့ရတ္တဖို့လို့ဆိုတဲ့အကျိုးတရားတွေကိုရရှိခံစားရတယ်လို့ဒီလိုဆိုလို့တယ်အဲ့တော့အလွယ်တကူပြောမယ်ဆိုရင်သောတာပန်ဖြစ်တာလဲဖျားပွဲမှာဖြစ်ခွင့်ရတယ်သောတာပတ္တိဖို့ကိုမျက်မှောက်ပြုဖို့ဆိုတာဖျားဖြစ်မှာဖျားနဲ့ကြုံတွေ့မှာတဂရဂံမိဖို့ကိုမျက်မှောက်ပြုဖို့ဆိုတာလဲဖျားနဲ့ကြုံတွေ့မှာအနာဂါမိဖို့ကိုမျက်မှောက်ပြုတာဆိုတာလဲဖျားပွင့်တဲ့ခါနဲ့ကြုံလို့ဖျားတရားနာရမှာကျင့်ကြံကြိုးကိုအထောက်ရမှာအရတ္တဖို့လို့ခေါ်တဲ့ယန္တာဖြစ်ဖို့ရောက်ဖို့ဆိုတာလေဖျားပွင့်တဲ့အခါမှာဒီကြိုးကျေးဇူးတွေကပေါ်လာနိုင်တယ်ဖျားမပွင့်ခင်ကလုံးဝတားတွေမရှိဘူးလို့ဒီလိုဆိုလို့တယ်အခုဒီခေတ်ကနေပြန်ပြီးတော့ရေတွက်ကြည့်လိုက်မြတ်စွာဘုရားအလောင်းဖွားတော်မူတာ2639နှစ်ကြာခဲ့ပြီအဲ့ဒီနှစ်တွေမတိုင်ခင်ကလည်းပဲဒီအခွင့်အရေးတွေမရခဲ့ဘူးအဲ့ဒီ39ထိအောင်လဲဒီအခွင့်အရေးတွေမရသေးဘူး2604ခုနှစ်ရောက်ပြီးတဲ့နောက်ပိုင်းမှာဓမ္မစကြာတရားဟောမှဒီအခွင့်အရေးတွေရတယ်လို့ဒီလိုဆိုလို့တယ်ရှေ့ပိုင်းမှာလည်းဒီအခွင့်အရေးတွေလုံးဝမရှိခဲ့ဘူးနော်ဖရာသာသနာရှိနေတဲ့နောက်ပိုင်းကာလမကွယ်မချင်းဒီအခွင့်အရေးတွေရှိနေတယ်အဲ့တော့ဒီကနေ့ခေတ်မှာမြတ်စွာဘုရားတရားတော်တွေပွင့်လင်းနေတာဖြစ်သောကြောင့်ဖရာရှိနေသေးတယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားကိုယ်တိုင်ကယောအနန္နမယဓမ္မောစဒေတိတောဝိနယောစပညတ်တော်မယဓမ္မောစဝိနယောစဒေတိတောပညတ်တော်ဓမ္မဝိနည်းကိုငါဟောခဲ့တယ်ဓမ္မကိုဟောခဲ့တယ်ဝိနည်းကိုပညတ်ခဲ့တယ်သောကိုမမစ္စေနတ္ထငါမရှိတဲ့နောက်အဲ့ဒီဓမ္မဝိနည်းဟာမင်းတို့ကိုဆုံးမတဲ့ဆရာပဲလို့ဒီလိုဓမ္မကိုဆရာစားဖြစ်ထားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီဓမ္မတွေရှိနေသည်များဘုရားရှိနေသေးတယ်လို့ဆိုရမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေမကွယ်မချင်းအခုပြောခဲ့တဲ့အကျိုးကျေးဇူး12မျိုးဟာရနိုင်သေးတယ်လို့ဒီအခွင့်အရေးတွေဟာရနိုင်အောင်မှာဖြစ်လို့လက်လွတ်ဆုံးရှုံးမှုမဖြစ်စေပဲကြီးမားတဲ့အခွင့်အရေးကြီးတွေတို့မှာရှိနေတယ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့ပေါ့ဒီအခွင့်အရေးကိုရအောင်ယူဖို့လိုတယ်ဒါကြောင့်မို့ဖျားပွင့်ခြင်းကြောင့်ကောင်းကျိုး12မျိုးပေါ်ထွန်းခြင်းဆိုတာဒီ12မျိုးကိုပါဠိဘာဝသုတ်တံအရာဖော်ပြောခြင်းပဲဖြစ်တယ်ပေါ့နံပါတ်1မဟာတောသက္ခုတ္တပါတုဘာဝအလုံးကိုကြီးမားမြင့်မြတ်လာတဲ့မျက်လုံးကိုရရှိခြင်းမဟာတောအာလောကတကြီးမားတဲ့အလင်းရောင်ကြီးအသိဉာဏ်တည်းဟူသောအလင်းရောင်ကြီးကိုရရှိခြင်းမဟာတောဩဘာတတကြီးမားသောအယောင်ဝါတစ်ခုကိုရရှိခြင်းသန္နံအနုတ္တရိယာနာသစ္စည်းကရိယာသန္နံအနုတ္တရိယာနာပါတုဘာဝအမြတ်ဆုံး6မျိုးကိုလည်းပဲရရှိလာခြင်းစတုဏံပဋိသင်္မိဒနာသစ္စည်းကရိယာပရိသမိရာညာ၄မျိုးကိုလည်းမျက်မှောက်ပြုနိုင်ခွင့်ရခြင်းအနေကဓာတုပရိဝေရောဓာတ်အမျိုးမျိုးကိုခွဲခြားစိတ်ဖြာပြီးသိနိုင်ခွင့်ရရှိခြင်းနာနာဓာတုပရိဝေရောဓာတ်တရားဓာတ်တွေရဲ့အမျိုးမျိုးသောသဘာဝတွေကိုခွဲခြားသိဖို့ခွင့်ရရှိခြင်းဝိဇ္ဇာဝိမု ക്തി သစ္စည်းကရိယာဝိဇ္ဇာဉာဏ်နဲ့လွတ်မြောက်မှုကိုမျက်မှောက်ပြုဖို့အခွင့်အရေးတစ်ခုရရှိခြင်းသောတပတ္တိဖလသစ္စည်းကရိယာသောတပန်ဖြစ်ခွင့်ရခြင်းတဂရဂါမိဖလသစ္စည်းကရိယာတဂရဂံဖြစ်ခွင့်ရခြင်းအနာဂါမိဖလသစ္စည်းကရိယာအနာဂံဖြစ်ခွင့်ရခြင်းအရတ္တဖလသစ္စည်းကရိယာအရတ္တဖို့ယဟန္တာဖြစ်ခွင့်ရခြင်းဖို့၄ပါးကိုမျက်မှောက်ပြုခွင့်ရခြင်းဆိုတဲ့အားလုံးပေါင်းလိုက်တဲ့အခါအကျိုး12မျိုးဟာဖျားပွဲမှာပေါ်ထွန်းလာတာဖြစ်ပါတယ်ဗုဒ္ဓနေ့ကိုအကြောင်းပြုပြီးတော့ပေါ်ထွန်းလာတဲ့ဒီအချက်တွေဟာလောကကြီးမှာခဏအထိမိမိတို့ရဲ့လက်တကမ်းမှာရှိနေသေးတယ်။ကွယ်ပြောက်ပြီးတော့မသွားသေးဘူး။တို့ရဲ့လက်တကမ်းမှာရှိနေသေးတယ်ဆိုတာကိုယ်စီ
မှတ်သားထားပြီးတဲ့နောက်မှာဖျားပွင့်ခြင်းကြောင့်ကောင်းကျိုး12မျိုးပေါ်ထွန်းခြင်းဆိုတာကိုပါဠိဘာဝသုတ်တံအရာမှတ်သားပြီးတို့တွေဒီကောင်းကျိုးတွေရအောင်ကြိုးစားအထောက်ကြမယ်လို့ကိုယ်စီနှလုံးသွင်းပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဩလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောဒရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကျင်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတော်ဝန္တာရွှေမျိုးဝမုံလူလျက်ကြည်နုဘွယ်ကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေ